네, 안녕하십니까. 지금 아마도가 드디어 심바 따라리ဖြစ်တဲ့ A의နဲ့ပတ်သက်ပြီး meaning လေးတွေကိုပြောပြရမှာပေါ့နော်။ကဲပထမဆုံးမတို့သင်ရတာ A ဆိုတဲ့ဒီစလုံးလေးဖြစ်ပါတယ်။자, A ဆိုတော့စ A နဲ့ပေါင်းတော့10လို့ထွက်မယ်ပေါ့နော်။10အဓိပ္ပာယ်ညက်10ညက်ကဲရေးလိုက်ရအောင်။ရေးမယ်ဆိုတော့ကဲအမဒီမှာစလေးကိုရေးမယ်။ပြီးတဲ့အခါကျတော့ R လေးနဲ့ဆက်မယ်။ E နဲ့ထပ်ဆက်တော့ဒီလိုမျိုးလေးစေညက်နောက်တစ်ခုကြည့်ကြည့်ရအောင်ခဲပြက်ကိုဘယ်လိုတိတ်ပဲလဲဆိုရင်ကြ E နဲ့ပေါင်းကြည်ဒါကဘယ်လိုခေါ်လဲဥကြည်ဥဒါလေးက A နဲ့ပေါင်းတော့ကဲကြည်ဥကဲကြည်ဥကဲကြည်ဥကဲဟုတ်ပြီနော်ကြည်ဥကဲခဲပြက်စေညက်ကြည်ဥကဲခဲပြက်နောက်တစ်လုံးကြည့်ကြည့်ရအောင် A ပြီးဘာလာလဲဆိုရင်တော့ရေလာပါတယ်ရေတော့ဒါလေးရလဲပဲအားနဲ့ပေါင်းလဲရေဂါနဲ့ E နဲ့ပေါင်းတော့ဂီရေဂီလို့မထွက်ရပဲနဲ့ဒီအနောက်ကစလုံးလေးကိုနည်းနည်းလေးတန်ဆွဲပါမယ်ရေဂီလို့သုံးပါတယ်အဲ့တော့ယာလေးကို E နဲ့ဆက်လိုက်ရတာပေါ့နော်ရေဂီစကားပြောခြင်းရေဂီစကားပြောခြင်းကဲနောက်တစ်ခုသူကဘာအိဗယ်လေးလဲဆိုရင်တော့ဒါနဲ့ရေနဲ့ပေါင်းတော့ဂီရေဆိုတဲ့တန်ထွက်တယ်ဂီရေဆိုတဲ့အိဗယ်ကသူမပေါ့နော်သူမကတော့ဆိုပြီးဂီရေဆိုပြီးသုံးပါတယ်သူမဂီရေအဲ့တော့သူဆိုရင်အမတော့ဘယ်လိုသုံးလဲဆိုရင်သူကရေဆိုတဲ့တစ်လုံးလေးပါတော့ရေလေးပါမှတ်ထားပေးပါနော်တော့ဂီရေသူမရေဆိုတာသူအမတို့ကသူမကတော့လို့မသုံးပဲနဲ့သူကတော့လို့ပဲသုံးတာအဲ့တော့သူကတော့ဆိုရင်ရေကိုပဲအများဆုံးသုံးရတယ်ကဲပြောကြည့်ကြရအောင်စေညက်ကျူကေခေပြက်ရေကီစကားပြောခြင်းကေဒူမနောက်တစ်ခု A နဲ့ရေအတန်ဆွဲရပါလိမ့်မယ်ဒါနဲ့ A နဲ့ပေါင်းတော့ကေလို့ထွက်ရတယ်ဒါ A နဲ့ပေါင်းတော့ကေကနန်နောက်တစ်ခုကင်မရာကိုရီးယားလို့ဆိုရင်ခါမဲတာမဲလို့ထွက်ရတယ်ခါမဲတာကင်မရာခါမဲတာကင်မရာချရေသူလည်းပဲရေတော့ဒါပေမဲ့လို့ချနဲ့အားနဲ့ပေါင်းတော့ချလာနဲ့ရေနဲ့ပေါင်းတော့လေရေလို့ထွက်ပေးရမယ်နော်ချလီဆိုတဲ့အဓိပ္ပာယ်ကအလှဲ့လို့ပြောတာဒီမှာဆိုရင်အလှဲ့ကြသည်ပေါ့နော်အလှဲ့ကြတန်းစီနေတယ်ချားလျဲဆိုတဲ့အဓိပ္ပာယ်ကတော့အလဲကျသည်ဆိုတဲ့အဓိပ္ပာယ်နေရာယူသည်တန်းစီသည်ဆိုတဲ့အဓိပ္ပာယ်မျိုးလည်းဖြစ်တယ်ဆိုတော့အမကချားလျဲဆိုတာအလဲလို့တာပုံမှန်ပါတယ်ငါအလဲနေအလဲရောက်ပြီငါအလဲရောက်ပြီအဲ့ဒါကိုချားလျဲလို့ခေါ်တယ်နောက်အရေးပြပါမယ်နော်ချာဆောလာယောလျောဒီနေ့ပြောလေ자ဒီမှာဆိုရင်예쁘다လှသည်예쁘다လှသည်ဟုတ်ပြီပြောကြည့်ကြည့်မယ်ကဲကနန်ကာမေရာကင်မရာချာလျေအလဲ예쁘다လှသည်자နောက်တစ်ခုဥယျရောက်ပြီဒီမှာဆိုဥယျပေါ့နော်ဒါလေးမှာသူတို့ထည့်လိုက်တာ ਨੇ ဥယျဖြစ်ပါတယ်ဥယျဆိုတော့ဥယျကြထိုင်ကုန်ဒီမှာဆိုရင်ဥယျစာဆရာဝန်ဥယျကြထိုင်ကုန်ဥယျစာဆရာဝန်ဆိုတော့ဒီ meaning လေးတွေအားလုံးရမယ်နော်နောက်ထပ်ကြည့်ကြရအောင်နောက်ထပ်သွားမယ်ဆိုတော့ပြန်နေစမယ်ဆိုတော့ခွာကြလို့အတန်ထွက်တယ်ဒါကဘယ်လို O နဲ့ R နဲ့ပေါင်းတော့ဝါပေါ့နော် O နဲ့ R နဲ့ဆက်ထားရင်ဝါလို့ဖြစ်ပါတယ်ဒါ O နဲ့ R နဲ့ဆက်ထားတဲ့အခါမှာဂါနဲ့ဆိုရင်ဘယ်လိုအတန်ထွက်မလဲဝါလို့အတန်ထွက်တယ်ပေါ့နော်တော့ခွာကြဆိုတာမုတ်တွေကိုပြောတာနောက်တစ်ခုကကြတော့ဒီဘက်စလုံးလေးကိုကြည့်ကြည့်ပေးပါနောက်တစ်ခုကဘယ်လိုဟိုဖြစ်မှာလဲ sorry ဒီဘက်ကတွေ့ပြီနောက်တစ်ခုကကြဒါပါလဲဆိုရင်အိမ်ခေါင်မိုးပေါ့နော်အိမ်ခေါင်မိုးပေဒါပါလဲဆိုရင်ဒါကြောက်နေမိုးထားတဲ့ခေါင်မိုးတွေကိုပြောတယ်အဲ့ဒီခါကျတော့ဒါနဲ့ E နဲ့ပေါင်းကီသူကဝါလို့ထွက်မယ်နော်သူကဝါ
ဆိုတော့ giwa ခေါင်မိုးလို့ပဲမှတ်လိုက်ရပါတယ်ကိုရီးယားမှာခေါင်မိုးအထက်နဲ့ဒီအမိုးနဲ့မတူဘူးပေါ့နော်အမားတို့ဆိုရင်အင်ခေါင်မိုးတက်နဲ့ခေါင်မိုးနဲ့အတိတ်ပဲတူတယ်စလုံးလေးတူတယ်ကိုရီးယားမှာမတူဘူးဒါကအင်ခေါင်မိုးမိုးထားတဲ့ဒီသမိုးတို့အဲ့လိုအမိုးတွေကိုပြောတာgiwa ခေါင်မိုးဒီစလုံးလေးမပါပါဘူးဘာလို့လဲဆိုရင်ဒီမှာအသက်တန်နေရေးထားလို့ပါဒီဘက်ကကြည့်ကြည့်ရအောင်ဒါကဘာလေးလဲဆိုဦးနဲ့အော်နဲ့ပေါင်းဝေါ်အိုနဲ့အာနဲ့ပေါင်းတော့ဝါဦးနဲ့အော်နဲ့ပေါင်းတော့ဝေါ်ဆိုတော့ရှားဝေါ်ဒါဆိုရင်ရှာဒါဆိုရင်ဦးနဲ့အော်နဲ့ပေါင်းတော့ဝေါ်ရှားဝေါ်ဆိုတာ SHOWER ရှားဝါအဓိပ္ပာယ်ရေချိုးတယ်ဆိုရယ်ကိုစားပြုထားတာပါရှားဝေါ်ရေချိုးသည်နဲ့ဟုတ်ပြီနောက်တစ်ခုဦးနဲ့အီနဲ့ပေါင်းဘာတန်ထွက်မှာလဲ we တဲ့ဦးနဲ့အီနဲ့ပေါင်းတော့ we ပေါ့အဲ့တော့ကားဆိုတော့အတန်ထွက်က qui ဖြစ်သွားတယ်ဦးနဲ့အီနဲ့ပေါင်း qui အဓိပ္ပာယ်နေရွက်နောက်ကကြီးတဲ့ကကြီးကိုဘယ်လိုပေါင်းလဲခါဝီကကြီးကားနဲ့အာနဲ့ပေါင်းကာဦးနဲ့အီနဲ့ပေါင်းတော့ we ခါဝီကကြီးဒါနောက်တစ်ခုအိုနဲ့အီနဲ့ပေါင်းတော့ဒါဘယ်လိုအတန်ထွက်လဲဝေရဲ့နောက်ဆုံးအတန်အနှိမ်ဆုံးအတန်ဝေဟာနဲ့ဟာဆိုတော့ဝေစားလို့မထွက်ဘူးအဲ့တော့ဒီမှာကကြတော့ဝေစားဆိုပြီးတော့ဝေလို့မထွက်ပါပဲနဲ့နည်းနည်းလေးဝေစားအတန်နည်းနည်းအောက်ကိုနှိမ့်ရတယ်ဝေစားလို့မထွက်ပဲဒီနောက်ကအတန်ကိုလည်းမြင်ရတယ်ဝေစားကုမ္ပဏီဝေစားဆိုတဲ့ပဲကတော့ကုမ္ပဏီပါဝေနဲ့တွေ့တဲ့ခါကျနောက်ကစလုံးလေးတွေမြင်ပေးရပါတယ်ဝေစားကုမ္ပဏီဒါလေးကကြတော့ဝဲကိုမှဟာနေဆိုတော့ဟွဲ့ချနေဆိုတော့ချွဲကူအကောင်းဆုံး the best ပေါ့နော်ချွဲကူအကောင်းဆုံးရတယ်နော်နောက်ဝဲဆိုတဲ့အတန်အမြင့်တန်ဝဲဘာလို့လဲအဲ့တော့ဒါဆိုတော့တွေ့ဂျာနဲ့အင်းနဲ့ပေါင်းတော့ကြီးတော့တွေကြီးဆိုတဲ့ဘက်ကဝက်자အဲ့ဒီမှာဝဲအနှိမ့်ဆုံးအတန်နဲ့ဝဲအမြင့်ဆုံးအတန်နဲ့ဝဲအလေတန်လာပါပြီသူအင်္ဂလိပ်စလုံးတွေသုံးတယ်လို့အမကပြောထားတော့လေဒါက wafer ကိုအမတို့မြန်မာလိုလဲ wafer အင်္ဂလိပ်လိုလဲ wafer ဒါပေမဲ့လို့ဘာလဲဆိုရင်ကိုရီးယားကျတော့အင်္ဂလိပ်စီကယူထားပေမဲ့တို့အတန်တက်ပြောင်းရတယ်ဝဲဟာစ်ဆိုရင် wafer ဖြစ်ပါတယ်နောက်ဆွဲတာကိုရီးယားလိုスウェットဝေဟာစスウェットအကုန်လုံးဝေဒီဝေနဲ့သုံးပါတယ်ဟုတ်ပြီနော်자ဒီဘက်မှာစလုံးလေးတွေကြံနေပါတယ်ဒီဘက်ကစလုံးလေးတွေလည်းထပ်ပြီးတင်သွားပေးဦးမှာပါဒီစလုံးလေးရှိတယ်ဒီစလုံးလေးရှိတယ်တော့ဒီစလုံးလေးကလည်း star လေးပြထားပါမယ်ဘာလို့လဲဆိုရင်အတန်တွက်ပြောင်းပါတယ်ကိုရီးယားမှာဆိုရင်အတန်တွက်ကတစ်မျိုးရယ်ရေးတာကတစ်မျိုးရယ်ဖြစ်တယ်ကြားနဲ့အင်းနဲ့ရနဲ့ပေါင်းကြီးကားနဲ့အင်းနဲ့ပေါင်းတော့ K ပေါ့နော်အဲ့တော့အမတို့က K လို့ပဲထွက်တယ်ဒါပေမဲ့လို့ဒီကြီးကကြတော့အမြင့်ဆုံးအမြင့်နဲ့ဒီနှလုံးဆင့်ပြီးဖြစ်နေတဲ့ခါကျတော့ကြီး K လို့မထွက်ပဲနဲ့ကြီး K ဆိုပြီးတော့K ဆိုပြီးတန်ထွက်ပါတယ်ကြီး K ချင်ရင်ဟင်းကြီး K ဆိုပြီးရေးရတော့ကြီး K ပေါ့နော်ကြီး K ချင်ရင်ဟင်းနောက်ဒီမှာအမိုက်ကိုကိုရီးယားလိုစာရာတဲ့စရဲကီရေကိုနော်ဆွဲပေးမယ်စရဲကီအမိုက်ဂျီကေချင်ဟင်းကင်ချီချင်ဟင်းဆိုရင်တော့ကင်ချီဂျီကေလို့ပြောပါတယ်ရပါမယ်နောက်တစ်စလုံးလေးမှတ်ပေးကြပါဦးနော်โอเคဒီမှာဘာလေးလေးဆိုတော့ဒီဘက်မှာငှက်ကို10ပါပြီဒီစလုံးလေးထဲမှာပါအောင်မလားလို့ဒီမှာကြည့်ပါပါပါတယ်ပရွက်စိတ်ကားနဲ့အင်းနဲ့ပေါင်းကဲမနဲ့အင်းနဲ့ပေါင်းမီခဲမီပရွက်စိတ်ကင်မရာဆိုရင်ကာမရာနိုင်ဆိုတော့ကြည့်ရအောင်စနဲ့အင်းနဲ့ပေါင်းတော့ရှီကားနဲ့ရဲနဲ့ပေါင်းတော့ဂဲရှီဂဲနိုင်နောက်ပန်းတီစာဒါကကားဆိုတော့ခွာစာခွာပန်းတီစေငှက်တွေကြီးဝက်
ဒီစမ်းလေးမှတ်ထားကြည့်ကြည့်ပေးပါနောက်ဒီမှာကက်ကြီးဆိုရင်ခါဝီဒီမှာဆိုရင်ကားဘိန်းပေါ့နော်ကားဘိန်းတွေကားတရတယ်ဆိုရင်ဘယ်လိုမျိုးထွက်မလဲတဲ့တော့ဘာနဲ့အားနဲ့ပေါင်းဘာဦးနဲ့အီနဲ့ပေါင်းတော့ဝီခါနဲ့ဆိုတော့ခွီဘာခွီကားဘိန်းကားတရဆိုရင်အိုနဲ့အီနဲ့ပေါင်းတော့ဝဲဟာနဲ့ဆိုတော့ဖွဲဖဲစားကုမ္ပဏီနောက်ဒီမှာစရဲဂီအမိုက်จิกเกချင်ဟင်းအားလုံးပေါင်းမိနစ်လေးတွေကတော့အမတင်နဲ့ပြောမယ်ဆိုရင်20ကျော်30နီးပါးလောက်ကတ်နေပါလိမ့်မယ်အားလုံးရမယ်လို့ထင်ပါတယ်ဆိုတော့နောက်သင်ခန်းစာမှာပြန်ပြီးတွေ့ကြရအောင်အည